ပြီးတော့ဒီကိုတက်တဲ့လောက်လေနည်းနည်းလှုပ်သွားပြီးတော့ကိုစားတော့ဖို့ကြောက်လောက်ပါတယ်မင်္ဂလာပါမောင်လေးအမ step to Singapore မှာ April ပါမောင်လေးနာမည်နဲ့အတန်းလေးလည်းမိတ်ဆက်ပေးပါဦး ဟိုကျွန်တော်နာမည်ကတင်သေးပိုင်ပါကျွန်တော်ခုတက်နေတာ business ပါ business graduation ကိုရောက်လာပြီဆိုတော့ဘယ်လိုရင်းနေခုံနေလဲ ဒီလိုပါဒီမှာ graduation လည်းတစ်ခါမှလည်းမတက်ဘူးတော့ဒီမှာဒါတက်ကြည့်ဖူးအောင်အတွေ့အကြုံကိုနည်းနည်းရင်ခုန်တာပါ ဒီအကြောင်းပါပေါ့နော်တက်ခဲ့ရတဲ့အတွေ့အကြုံလေးတွေရောဘယ်လိုမျိုးလေးရှိလဲ ဒီခုဒီကျောင်းအမီတီမှာကြောပြောစရာလေးကောင်းပါပြောစရာရလဲခိုးရပဲဆိုလေစာတင်တာလဲပြောပပပဲနဲ့ပြောတခြားစာပဲမဟုတ်ပဲနဲ့ပြင်ရပါကျွန်တော်တွေ့ကြုံရအောင်ဆိုပြောပြရများတော့ပြောစရာကောင်းမှစာတင်ရတာလေ အဲ့ဆိုရှင်တော့ဒီတက်ခဲ့တဲ့ကျောင်းတက်ခဲ့တဲ့တောက်လျှောက်ကပြောစရာကောင်းခဲ့တာပေါ့မလေးပေါ့နော်အခုဒီကျောင်းပြီးသွားပြီဆိုလို့ရှိရင်ရောဘယ်လိုမျိုးဆက်လုပ်ဖို့အတွက်ကို plan ထားရရှိလဲ ခုဒီကျွန်တော်ခုပြီးသွားရင်တော့နောက်ထပ်ဆက်တက်မယ်လို့တွေးထားမှာဆက်တက်ပြီးတော့ဒီ UK ပြောင်းရင်ပြောင်းမှာဟုတ်ကောင်းပါတယ် UK ပြောင်းတော့လဲတက်ကန်ထရီကိုဒီကနေကူတော့ပို့လွယ်တာပေါ့လေဒီဘက်ကိုရောက်တဲ့အချိန်မှာပေါ့နော်ဒီလိုမျိုး culture shock တွေလို့ပြီးတော့နေထိုင်စားတောက်တာတွေရောဘယ်လိုမျိုးအခက်အခဲတွေကြုံခဲ့ရလေးရောရှိလဲ ဒီတစ်ဖက်မှာရောအဲ့ဒါနေနေစားတော့တာရောကျွန်တော်ကဒီရောက်ကြရနေနေပတ်ထိုင်လေးရှာထားပါကျွန်တော်ပတ်ထိုင်လေးရှာထားပြီးတော့ဒီကိုတက်တဲ့လောက်လေနည်းနည်းလှုပ်သွားပြီးတော့ကိုစားတော့ဖို့ကြောက်လောက်ပါ ဒီဘာပေါ့နော်အမတို့မြန်မာနိုင်ငံကလူတွေလည်းရှိသလိုနိုင်ငံခြားသားတွေနဲ့လည်းတွေ့ရတယ်ဆိုတော့လေအဲ့လိုမျိုး culture မတူတာလေးတွေအတွက်ကိုအမလေးဘယ်လိုမျိုးလေး handle လုပ်ခဲ့လဲအဲ့ဒါတချို့ကျောင်းမှာကြောရှိအောင်ဆိုတော့တရုတ်တွေဆိုရင်မျိုးတရုတ်ဘာသာစကားပြောပြောနည်းနည်းစားရောက်တော့တင်ချင်းလေးမရှိဖုန်းလေးမဲ့တော့ပြောသူတို့ကလည်းတရုတ်အင်္ဂလိပ်တချို့ကလည်းတိတ်မရဘူးလေအဲ့တော့ကွာနည်းနည်းတရုတ်လိုပါရင်ခုကပြောဟောလည်းနည်းနည်းပြောအဲ့လိုနည်းနည်းညှိယူရတာပေါ့ အခုတော့အေးစိတ်ဖြစ်သွားပြီပေါ့နောက်ပေါ့နော်မလေးဒီကျောင်းကိုရှောက်ဖို့အတွက်ကို step to Singapore ကိုဘာကြောင့်ရွေးချယ်ခဲ့ရလဲ step to Singapore ကကျွန်တော်စာ Facebook စာလိုက်လာတော့အမှမြန်နေဆိုတယ်ဒါကျွန်တော်ရှောက်ပြီးတော့မြန်နေစိတ်ချရဆိုရှောက်လိုက်ရမှာ ဟုတ်ကျေးဇူးတင်ပါတယ်နောက်လာမယ့်ကျောင်းသားတွေအတွက်ကိုဘယ်လိုမျိုးလေးအကြံလေးပေးခြင်းလဲရှင့် နောက်လာမယ့်ကျောင်းသားအတိအကျဒီကိုခုလိုမျိုးတက်ခန့်ချီတော့ကျောင်းတက်မယ်ဆိုရင်အင်္ဂလိပ်ကိုလေ့လာထားသေးချင်ပါတချို့အင်္ဂလိပ်လေ့လာထားမှပတ်ထိုင်လောက်ရတာလည်းနည်းနည်းအဆင်ပြေလေအဲကြောင့်ဒီလိုလာမယ်ဆိုရင်တော့ဒီကအင်္ဂလိပ်ထားလေ့လာရမှာ ဟုတ်ခုလိုဖြစ်ချပေးရကျေးဇူးတင်ပါတယ်မောင်လေးလည်းရှင်းရှင်းရှောက်မဲ့လမ်းမှာအောင်မြင်မှုတွေရရှိပါသေးလို့ဆုတောင်းပေးပါတယ်ဟုတ်ကဲ့ပါကျေးဇူးပါ